အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေဒါကတော့ UK ပို့ရမယ့်ပစ္စည်းတွေချက်လို့ပြီးသွားပါပြီဒါလေးကတော့နမူနာပြထားတာပေါ့နော်ဟင်းပုံလေးတွေချက်တာတွေကိုတော့တိတ်ထူထူတွေရိုက်ပြမနေတော့ဒါကတော့မှုံကြော်ကိုလေညမင်းကကစုံရိုးထည့်ပြီးတော့ကြော်လိုက်တယ်အစိတ်ဖြစ်မှကြောက်လို့မှုံကြော်အကျွတ်ကြော်ပေါ့ဗီဒီယိုဖိုင်တွေရှေ့မှာဆိုလို့ဖြတ်ထားတယ်ကြည့်ရင်တော့တူတူလေးလိုပဲမလေလုံးလိုက်ရတာတနေ့ကုန်ထမင်းအောင်လွတ်တယ်ဒီနေ့ဆိုရင်ညိုမီထမင်းအောင်တနက်လွတ်တယ်နေကင်းစာတော့မရှိညစာမှပေါင်းစားဒါငဖဲကြော်ပြီးတော့အဲ့လိုမျိုးလေးနှက်ပေးရတာငဖဲကိုကြော်ပြီးတော့တေးလေးတွေညှက်ပြီးတော့အဲ့လိုပြန်နှက်ပေးတာပေါ့နော်ဟင်းတွေကတော့လုံးဝအစုံပဲတယောက်တည်းကိုမှားတာနော် UK ကညီမလေးအတွက်အဲ့ဒါငဖဲဒါတွေကတော့အကုန်လုံးအစုံပေါ့ချက်တဲ့ဟာတွေကအကုန်တန်းစီပြီးရိုက်ရမယ်ဆိုရင်တော့လေဖုံးနဲ့ခံနိုင်မှာမဟုတ်တော့အဲ့ဒါ2ရက်ချက်ရတယ်ဒါကတော့ချက်ပြုတ်ထားတဲ့ဟင်းပုံလေးကြီးပဲပါဆယ်ထည့်ပြီးတော့ပို့တဲ့ပုံတွေ့ရင်ချစ်တို့ပို့လို့တော့တရေကြအောင်မှာမျိုးမီကအကုန်လုံးအစင်ပြေသလိုလေးထည့်ထားတာအစုံပါတယ်ချမောင်ကြော်ပါတယ်မယန်းသီးတောင်းပါတယ်မကြီးသီးစိမ့်ငပိချက်ပါတယ်ချင်းစော်ကားသီးထောင်းပါတယ်တက်လွတ်လည်းလုပ်ပေးရသေးတယ်မှုံကြော်ကတော့တက်လွတ်ချင်းစော်ကားသီးတက်လွတ်ထောင်းပေးရတယ်ပဇွန်ချောင်းနဲ့ထောင်းပေးရတယ်မကြီးသီးစိမ့်ထောင်းပေးရတယ်မယန်းသီးထောင်းပေးရတယ်မယန်းသီးကြောင့်ငပိထောင်းပေါ့အဲ့ဒါတွေအကုန်ရှယ်အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေဒါကတော့ UK ပို့ရမယ့်ပစ္စည်းတွေပေါ့နော်တဝက်ပဲပြီးသေးတယ်တဝက်ကမပြီးသေးဘူးမနေ့ပြန်မှာတဝက်လောက်အောင်ဒါတွေကတော့ငချောက်တွေအကုန်ထုပြီးသားစီတစ်စက်မှမထည့်ထားအောင်အကုန်စလုံးနဲ့ထည့်လေးတလက်ထားတာမနေ့ပြန်ကြမှာဘူးတဲ့တော့အောင်အပြဲကြောက်လဲပါတယ်အပြဲကြောက်ကိုကြောက်အနှစ်နဲ့လောက်အောင်မှာမို့လို့အကုန်စီတက်ပြီးသားပေါ့နော်အကုန်စကားထဲမှာစစ်ထားတယ်အပြဲကြောက်ပေါ့ပြီးတော့ तू ကအသုံးဆောင်လေးတွေပါနည်းနည်းမှားတယ် तू လိုအပ်တဲ့ပစ္စည်းလေးလည်းဒီမှာဝယ်ပေးထားတာပေါ့နော်ဟိုမှမရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့မြန်မာစည်းနဲ့ချိန်လိုက်တဲ့ခါကျရင်အပြက်သက်ကိုကွာနေလို့ဒီကနေပြီးတော့သူကအကုန်မှားလိုက်တာမာလာရှန်ကောအနှစ်မကောစမတ်တစ်တွေရောဖုံးကာပါတွေရောအကုန်လုံးပေါ့ဒါလေးကတော့အပြဲကြောက်ဘူးလေးထည့်ထားတာမနေ့ကကြမှာအနှစ်နဲ့ရောအောင်ပါလေနောက်ထပ်တစ်ခုဖက်နှက်ကလေးပါမှားလို့ဖက်နှက်ကလေးပါတရံဝယ်ထားပေးတာ